မင်္ဂလာပါရှင်အနုတ္တပီတုတ်ကိုပူဇော်ပါမယ်ရှင်သစ္စာလေးပါးသိရန်ထိုက်သူတရားတော်ရှင်သာရိပုတ္တရာသည်အရှင်မဟာကတ္တပနှင့်အတူနေရာ၌ထိုင်ပြီးအရှင်မဟာကတ္တပအားအစွမ်းကုန်ကြိုးစားအထောက်ခြင်းမရှိသူကြောက်လန့်ခြင်းမရှိသူသည်သစ္စာလေးပါးတရားကိုမသိနိုင်ငြိမ်းအေးခြင်းကိုမရနိုင်နိဗ္ဗာန်ချမ်းသာကိုမရရှိနိုင်အစွမ်းကုန်ကြိုးစားအထောက်သူကြောက်လန့်ခြင်းရှိသူသာသစ္စာလေးပါးတရားကိုသိနိုင်သည်ငြိမ်းအေးခြင်းကိုရရှိနိုင်သည်နိဗ္ဗာန်ချမ်းသာကိုရရှိနိုင်သည်ဟုဆိုသည်ဤသာသနာတော်၌မကောင်းမှုဟုသမျှကိုရှောင်ဖယ်နိုင်ပြီးကောင်းမှုဟုသမျှကိုအမြဲလှုပ်ဆောင်ဖြစ်အောင်မေတ္တာဘာဝနာကိုအချိန်ပြည့်အားထုတ်ခြင်းမရှိသူသည်အစွမ်းကုန်ကြိုးစားအားထုတ်ခြင်းမရှိသူဖြစ်သည်ဤသာသနာတော်၌ငါသည်မေတ္တာတရားကိုမေ့လျော့ပြီးမကောင်းမှုများကိုလုပ်မိခဲ့လျင်အကျိုးမရှိဖြစ်ရလိမ့်မည်မေတ္တာတရားကိုမေ့လျော့ပြီးကောင်းမှုများကိုမလုပ်မိလျင်အကျိုးမရှိဖြစ်ရလိမ့်မည်ဟုမှန်ကန်သောပညာဖြင့်တွေးတောဆင်ခြင်မှုမရှိသောသူသည်ကြောက်လန့်ခြင်းမရှိသူဖြစ်သည်ထိုကဲ့သို့အစွမ်းကုန်အားထုတ်ခြင်းမရှိသူနှင့်ကြောက်လန့်ခြင်းမရှိသူသည်သစ္စာလေးပါးတရားကိုမသိမြင်နိုင်သူမငြိမ်းအေးနိုင်သူနိဗ္ဗာန်ချမ်းသာကိုမရရှိနိုင်သူဖြစ်သည်ဤသာသနာတော်၌မကောင်းမှုအလုံးကိုလုံးဝမလုပ်ဖြစ်အောင်ကောင်းမှုအလုံးကိုလည်းအမြဲလုပ်ဖြစ်လာအောင်မေတ္တာဘာဝနာကိုအချိန်ပြည့်အားထုတ်နေသောသူသည်အစွမ်းကုန်ကြိုးစားအားထုတ်ခြင်းရှိသူဖြစ်သည်ဤသာသနာတော်၌ငါသည်မေတ္တာတရားကိုမေ့လျော့ပြီးမကောင်းမှုများကိုလုပ်ခဲ့လျင်အကျိုးမရှိဖြစ်ရလိမ့်မည်ငါသည်မေတ္တာတရားကိုမေ့လျော့ပြီးကောင်းမှုများကိုမလုပ်မိလျင်အကျိုးမရှိဖြစ်ရလိမ့်မည်ဟုမှန်ကန်သောပညာဖြင့်တွေးတောဆင်ခြင်သောသူသည်ကြောက်လန့်ခြင်းရှိသူဖြစ်သည်ငါရှင်မဟာကတ္တပဤသာသနာတော်၌ဤကဲ့သို့အစွမ်းကုန်ကြိုးစားအထောက်ခြင်းရှိသူနှင့်မေတ္တာတရားကိုမေ့လျော့ပြီးနေထိုင်ခြင်းကိုကြောက်လန့်ခြင်းရှိသူသည်သစ္စာလေးပါးတရားကိုသိနိုင်သည်ငြိမ်းအေးခြင်းကိုရရှိနိုင်သည်နိဗ္ဗာန်ချမ်းသာကိုရရှိနိုင်သည်ဟုမိန့်တော်မူခဲ့သည်